လက်ခံခြင်းဆွန့်လွတ်ခြင်းနဲ့ရှေ့ဆက်ခြင်းမင်းကအငြင်းခံရတယ်ဆိုရင်အဲ့ဒါကိုလက်ခံလိုက်ပါမင်းကအချစ်မခံရဘူးဆိုရင်ဆွန့်လွတ်လိုက်ပါသူတို့ကမင်းတက်တခြားຢာတွေတခြားလူတွေကိုရွေးချယ်ခဲ့တယ်ဆိုရင်ဆွန့်လွတ်ပြီးရှေ့ဆက်လိုက်ပါမင်းချစ်မြတ်နိုးတဲ့လူတိုင်းကမင်းသားမှရှိနေမှာမဟုတ်ဘူးမင်းယုံကြည်တဲ့လူတိုင်းကလည်းမင်းပေါ်သစ္စာရှိနေမှာမဟုတ်ဘူးငါပေါ်အားထဲမှာရှိမနေခြင်းတော့တဲ့လူတွေကိုဆုံးရှုံးရမှာဂိမ်းမဆိုင်တော့ဘူးငါအတွက်ကဘာကြီးလို့ထင်တဲ့လူတွေကိုလည်းငါဆုံးရှုံးခဲ့ဘူးတဲ့ဒါလေးငါအဆင်ပြေနေတော့မှာပဲမင်းဘလို့ခံစားရနေဆိုတာအမြဲပြောပါပြီးတော့အမှန်တရားအတွက်ဘယ်တော့မှစိတ်မကောင်းမဖြစ်နဲ့မင်းအချင်းဒီအားလုံးရဲ့ရလဒ်ကိုထိန်းချုပ်နိုင်မှာမဟုတ်ဘူးဒါပေမဲ့မင်းဘလို့ရင်ဆိုင်မလဲဆိုတဲ့အရာတွေကိုတော့ထိန်းချုပ်လို့ရတယ်ကောင်းတာလေးလုပ်ပါအရာတွေကမင်းစီကိုမမျော်လင့်ထားတဲ့အရာတွေနဲ့ပြန်လာလိမ့်မယ်မင်းလိုချင်တဲ့အရာတွေအတွက်ကြိုးစားနေချိန်မှာမင်းမရှိနေတဲ့အရာတွေနဲ့ပြောအောင်နေပါပိုကောင်းတဲ့အရာတွေစတင်မှုအတွက်တချို့အရာတွေကပြီးဆုံးသွားနေဆိုတာအမြဲမှတ်ထားပါ